အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ classic ကြတဲ့ tequila cocktail ချို့ပေါ့နော်ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာကျွန်တော်အခုပြပြပေးသွားမယ်ဒီ tequila base second cocktail တွေပေါ့နော်တကယ်ကို classic ကြတဲ့ cocktail ဖြစ်တယ်လို့အိမ်မှာလည်းတကယ်ချင်းနေအလွယ်တကူဟိုဖြော်တောက်လို့ရတဲ့ cocktail တွေပဲဖြစ်ပါတယ်ကဲဒီတော့အဲ့ဒါတွေကဘာဖြစ်မလဲကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်အောင်နံပါတ်1 margarita Margarita cocktail တွေက1930 1940ခုနှစ်လောက်ကပေါ့နော်အဲ US နဲ့ Mexican border line ပေါ့နယ်စပ်မှာရှိတဲ့ data ကနေပြီးတော့စတင်ထွက်ပေါ်လာတယ်ဆိုပြီးတော့တချို့ကပြောကြပါတယ်ဒီ Margarita cocktail နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပါစပ်ပြောရာဆိုရင်အများကြီးရှိရပါပေါ့အဲ့ဒီထက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ tequila နဲ့မတည့်တဲ့ကောင်မလေးတယောက်ရှိရပါတော့သူ့နာမည်က Margarita ပေါ့အဲ့ကောင်မလေးတယောက်တော့ဒီအဲ့ data မှာရှိတဲ့ဘာတနာတော်တော်များပေါ့နော်ဒီ cocktail ကိုစူးစမ်းပြီးတော့ဖြော်ဆက်ပေးခဲ့တာပေါ့နော်အဲ့ရနေပြီးတော့ဒီ Margarita ဆိုတဲ့ cocktail ကစတင်ထွက်ပေါ်လာဆိုပြီးတော့သိရှိရပါတယ်1950ခုနှစ်လောက်ကထွက်ရှိခဲ့တဲ့ Ascara ဆိုတဲ့ magazine မှာဆိုလို့ရှိရင်လည်း Margarita cocktail ကိုလာတလရဲ့အကောင်းဆုံး cocktail တစ်ခုအနေနဲ့လည်းတင်စားပြီးတော့ဖော်ပြခဲ့ပါတယ် Classic Margarita cocktail ကိုအခြေခံပြီးတော့မိမိကြိုက်နေတဲ့အနက်အရသာအယောင်တွေထည့်ပြီးတော့လည်းတခြားသူ့ရဲ့မိသားစုဝင် cocktail များစွာကိုဖြော်ဆက်လို့ရပါတယ်ကျွန်တော်အခုပြပြပေးတော့မယ် classic margarita ကိုတော့ဘယ်လိုဖြော်လဲဆိုလို့ရှိရင်ပထမဆုံးချိန်ကခွက်ထဲမှာ tequila ပေါ့နော်မိကြိုက်နေတဲ့ tequila ကိုနှစ်ခွက် 60ml ထည့်ပေးပါအဲ့ဒါပြီးသွားလို့ရှိရင်တော့ triple sec ပေါ့နော် triple sec ကိုတစ်ခွက် 30ml ထည့်ပေးပါအဲ့လိုထည့်ပြီးသွားပြီဆိုလို့မှအပေါ်ကနေပြီးတော့တံပြာရည်ပေါ့နော်ခွက်ရဲ့4ပုံ3ပုံပေါ့ 22.5ml ထည့်ပြီးတော့ရှိတ်လိုက်တယ်ဆိုလို့ရှိရင် classic margarita တစ်ခွက်ကိုရရှိပါပြီအဲ့မှာတချို့ကအချိုကြိုက်တယ်ဆိုလို့ရှိရင်ကြားရည်ထည့်ပြီးဖြော်လို့ရပါတယ်ကြားရည်ခွက်ရတဝက်ပေါ့နော် 50ml ထည့်ပြီးဖြော်လို့ရှိရင်လည်းတောက်လို့ရပါတယ်အဲ့လိုဖြော်ထားတဲ့ margarita ကိုမထည့်ခင်ပါပေါ့နော်ထည့်မဲ့ဖန်ခွက်ကိုအပေါ်ကနေပြီးတော့တံမြာရည်လေးတုပ်လိုက်ပေါ့ရှင်စားလေးအုံပေးလိုက်ပေါ့နော်အဲ့လိုအလှဆင်ထားတဲ့ခွက်ထဲမှာဒီ margarita cocktail ကိုထည့်ပြီးတောက်မယ်ဆိုလို့ရှိရင်ပိုပြီးကောင်းပါတယ်ခွက်ရနှခမ်းပါးမှာရှိတဲ့စားနဲ့ margarita cocktail ရဲ့အရသာနဲ့ပေါင်းဆက်သွားလို့ရှိရင်လည်းတမူထူးခြားတဲ့အရသာကိုပေးစွမ်းပါတယ်နံပါတ်1 tequila sunrise tequila sunrise cocktail တွေကဘယ်လောက်တောင်မှအောင်မြင်ခဲ့လဲဆိုလို့ရှိရင်သူဖြစ်သူခါပေါ့နော်အမေရိကမှာ tequila plane နဲ့လက်မလျောင်လို့ရောင်းချနိုင်ခဲ့တာဒီ tequila sunrise cocktail ကြောင့်ပဲဖြစ်ပါတယ် tequila sunrise cocktail မှာတော့ version နှစ်ခုရှိပါတယ် original version နဲ့ new version ပေါ့နော်အခုကျွန်တော်တို့သိနေတဲ့ tequila sunrise က new version ပဲဖြစ်ပါတယ်1990နောက်ပိုင်းမှာစတင်ထွက်ပေါ်လာတဲ့ new version ပေါ့နော်သူရဲ့ original version ကိုဘယ်သူကစတင်ပြီးဖြော်ဆက်ခဲ့ရလဲဆိုလို့ရှိရင်တော့ Arizona Biltmore Hotel မှာရှိတဲ့ Jim Solis ဆိုတဲ့သူကနေပြီးဖန်တီးခဲ့ရပဲဖြစ်ပါတယ်သူရဲ့ original version ကိုဘယ်လိုဖြော်ဆက်ခဲ့ရလဲဆိုလို့ရှိရင် tequila ရဲ့ cream tea cassi လို့ခေါ်တဲ့ black currant liqueur တစ်မျိုးပေါ့နော်အဲ့ဒါရဲ့တံမြာရဲ့ soda ရဲ့ပေါင်းဆက်ပြီးဖြော်ဆက်ထားတာပဲဖြစ်ပါတယ်အခု new version မှာဆိုလို့ရှိရင်တော့ black currant liqueur ကိုမသုံးတော့ပဲပေါ့နော် tequila ရဲ့လိမ္မော်ဖြော်ရည်ရဲ့ Galantin Sares လို့ခေါ်တဲ့တလဲတီဖြော်ရည်ကိုပေါင်းဆက်ပြီးဖြော်ဆက်ထားတာပဲဖြစ်ပါတယ် New version ကလည်းဘယ်လိုစတင်ထွက်ပေါ်လာလဲဆိုလို့ရှိရင် Rolling Stone band ကအဆိုတော့ပေါ့နော် Mick Jagger အတွက်ကိုမှဘာဒနာနိုးကနေပြီးအထူးတည်တဲ့ပေါင်းဆက်ပြီးဖြော်ဆက်ထားတာပဲဖြစ်ပါတယ်အဲ့ဘာဒနာနိုးကဘာလို့လဲဆိုလို့ရှိရင်တော့ Bobby Lossoff နဲ့ Bailey Rice ပဲဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် Rolling Stone band နဲ့အတူပေါ့နော် Tequila Sunrise New version ကအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်1983ခုနှစ်ကထွက်ရှိခဲ့တဲ့ Jose Cuervo Tequila Brand ရဲ့အနောက်မှာဆိုလို့ရှိရင်လည်း Tequila Sunrise cocktail ရဲ့ဖြော်ဆက်ပုံအညွန့်ကိုလည်းထည့်သွင်းပြီးတော့ဖော်ပြခဲ့ပါတယ် Tequila Sunrise cocktail ရဲ့ဖြော်ဆက်ပုံကိုကျွန်တော်ပြပေးချင်ပါတယ်ခွက်ထဲမှာရုံဆုံးရေခဲထည့်ပါဘောနော်အဲ့ဒါပြောလို့ရှိရင် Tequila ကို2ခွက် 60ml လောင်းထည့်လိုက်ပါအဲ့ဒါပြောလို့ရှိရင်လိမ္မော်ဖြော်ရည်ကို4ခွက် 120ml လောင်းထည့်လိုက်ပါအဲ့ဒါအားလုံးပြီးသွားပြီဆိုတော့မှအပေါ်ကနေပြီးတော့ Galantin Sares ကိုခွက်ရဲ့တဝက်ပေါ့နော် 50ml ဖြည်းဖြည်းချင်းစီလောင်းထည့်လိုက်ပါအဲ့ဒါမှသူ့ရဲ့လှပတဲ့အယောင်ရရှိမှာပဲဖြစ်ပါတယ် Galantin Sares မရှိလို့ရှိရင်လည်းတလဲတီဖြော်ရည်ကိုအသုံးပြုနိုင်ပါတယ်နံပါတ်3 Paloma Tequila base and cocktail ထဲမှာ Paloma cocktail ကလည်းနာမည်ကြီးပါတယ်။ Mexico လူမျိုးတွေအတွက်ကလည်းဒီ cocktail က national cocktail တစ်ခုပဲဖြစ်ပါတယ်။ဒီ cocktail နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ရာဇဝင်တော့အတိအကျတော့မရှိဘူး။ဒါပေမဲ့လူတွေပြောကြတာတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ Mexico နိုင်ငံ Tequila မှာရှိတဲ့ဘားပိုင်ရှင်နဲ့ဟုတ်တယ်။ဘားသနာလည်းဖြစ်တဲ့လူတစ်ယောက်ကနေပြီးတော့ဒီ cocktail ကိုစတင်ဖန်တီးခဲ့တယ်ဆိုပြီးတော့ပြောကြပါတယ်။ Paloma ဆိုတာ Spain လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လိုကျတော့ Duff ပေါ့ဂျိုးငတ်ဆိုပြီးတော့အဓိပ္ပာယ်ရရှိရဆိုပြီးတော့လည်းသိရှိရပါတယ်။ဒီ cocktail ရဲ့ဖြော်ဆက်ပုံကိုကျွန်တော်ပြပြပေးပါမယ်။ခွက်ထဲမှာ tequila 2ခွက်ပေါ့နော် 60ml ထည့်လိုက်ပါအဲ့ဒါပြီးသွားလို့ရှိရင်တံမြာရည်နဲ့ grapefruit juice ကိုခွက်ရဲ့4ပုံ3ပုံပေါ့နော် 22.5ml ထည့်ပေးပါအဲ့ဒါပြီးသွားလို့ရှိရင်တော့တကြားကိုပေါ့နော်ခွက်ရဲ့တဝက် 50ml ထည့်ပေးပါအဲ့ဒါထည့်ပြီးမှွေလိုက်ပေါ့နော်မှွေသွားလို့ရှိရင်တော့ရေခဲထည့်ပြီးကနေပြီးတော့ soda water လေးထည့်ပြီးလို့ရှိရင်တော့ Paloma cocktail ကိုသုံးဆောင်လို့ရပါပြီနံပါတ်4 Long Island Iced Tea ဆာမနဲ့လိုက်ဖက်မဲ့ cocktail ကျွန်တော်ပြောခဲ့အခုဆိုလို့ရှိရင်4ပိုင်းအောင်ရှိပေါ့နော်ဒီနောက်ဆုံးမှာတော့ကျွန်တော်က
ရိုင်းလည်းမရိုင်းရင်လည်းမြင်တဲ့ကော်တေးတစ်ခုနဲ့ကျွန်တော်အဆုံးသတ်ချင်ပါတယ်အဲ့ဒါတော့ Long Island Iced Tea ကော်တေးပေါ့နော်ဒီကော်တေးကိုကျွန်တော်ဘာလို့ကြိုက်တာလဲဆိုလို့ရှိရင်ကိုကခရီးတစ်ခုအမြန်ရောက်ချင်တယ်ဆိုရင်ဒီကော်တေးကိုပေါ့နော်တစ်ခွက်နှစ်ခွက်ပဲတောက်လိုက်လုံးဝကိုလိုချင်တဲ့နေရာကိုဒိန်းကနေတက်ကနေရောက်သွားတာပေါ့နော်အဲကြောင့်ကျွန်တော်ဒီကော်တေးကိုကြိုက်နေတတ်တာပဲဖြစ်ပါတယ်ဒီကော်တေးနဲ့ပတ်သက်ပြီးတော့လည်းရာဇဝင်နဲ့အမျိုးမျိုးရှိတာပေါ့နော်အဲ့ဒီထက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့သူကနယူးယောက်လောင်းအိုင်လန်မှာရှိတဲ့ဘာသာနာလူကနေပြီးတော့1982ခုနှစ်မှာဒီကော်တေးကိုစတင်ဖန်တီးခဲ့ရဆိုပြီးတော့ကျွန်တော်တို့သိရှိရပါတယ်ဒီကော်တေးရဲ့ဖြော်ဆက်ပုံကလည်းလွယ်ကူပါတယ်ဘယ်လိုလဲဆိုလို့ရှိရင်ရေခဲထည့်ထားတဲ့ခွက်ထဲမှာ Gin Vodka Tequila Brand Travel Sex ပေါ့နော်အဲ့ဒါကြီးအားလုံးကိုခွက်ရဲ့တဝက်50 ml စီလောင်းထည့်လိုက်ပါအဲ့လိုလောင်းထည့်သွားဆိုရင်အပွားနေပြီးတန်ပြာကြီးပေါ့နော်တန်ပြာကြီးမဟုတ်လဲလင်မွန်ပေါ့နော်အဲ့ဒါကိုခွက်ရဲ့4ပုံ3ပုံ 22.5 ml လောင်းထည့်လိုက်ပါအဲ့လိုအကုန်လုံးထည့်သွားပြီဆိုတော့မှအပွားနေပြီးကိုကာကိုလာလေးထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ခီးတစ်ခုအော်သူရောက်စေမယ် Long Island Iced Tea Cocktail တစ်ခွက်ကိုရရှိမှာပဲဖြစ်ပါတယ်ဒီ cocktail တောက်မယ်ဆိုလို့ရှိရင်လည်းရံမွေပြီးတော့တောက်ပေါ့နော်မမွေဘဲနဲ့တောက်မယ်ဆိုလို့ရှိရင်တော့ကိုထိုင်နေကိုကန်ပေါ့နော်ကျွန်တော်ဒီနေ့နဲ့ဆိုလို့ရှိရင်ဆမ်မာနဲ့ပတ်သက်တဲ့ cocktail ပြောခဲ့တာတော်လည်းများနေပြီပေါ့နော်အဲ့ထဲကနေပြီးတော့မိတ်ဆွေတို့အတွက်အသုံးတက်မဲ့ cocktail ပါဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော် cocktail အကြောင်းနေပြောတာနည်းနည်းမြန်သွားလို့ရှိရင်လည်းတောင်းဝင်ပါတယ်ခင်ဗျာကျွန်တော်ဒီ video တွေပေါ့နော်ကျွန်တော်အစတော့ဒီတကြံပေါ့နေရာဒီရုံးပိတ်ရက်တွေမတိုင်ခင်ကျွန်တော်အမီတင်ပေးနိုင်ဖို့ဆိုကျွန်တော်စူးစမ်းတာပေါ့နော်ဒါပေမဲ့လည်းအခုလိုမျိုးမျှော်လင့်တဲ့တဘာဝဘေးကနေကြုံတွေ့ခဲ့ရကြမလို့အားလုံးစိတ်မကောင်းရင်လည်းဖြစ်ရတယ်ကိုညီကယ်ဆယ်ရတဲ့အများကြီးလိုအပ်တဲ့အကြောင်းမလို့ကျွန်တော်ဗီဒီယိုလေးနောက်ကျသွားလို့ရှိရင်တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အကြောင်းမလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမိတ်ဆွေဘယ်ရမဆိုတန်ဆေးလွန်ပေးရှိပါတယ်တင်ရဲပျော်ရွှင်အောင်ကောင်းတဲ့အခိုက်အတန့်လေးတွေကိုမိသားစုမိတ်ဆွေတင်ငယ်ချင်းတွေနဲ့ဖြတ်တန်းအောင်ပေးပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ